အားလုံးပဲမင်္ဂလာပါလေဖိုင်မှာဂျိုးဆိုပါရယ်ဒီကနေ့ကျွန်တော်ပြမယ့်အိမ်လေးကတော့မြောက်တကုံမြို့နယ်ပေါ့နော်28ရက်ကွက်ရဲ့ကျွန်တော်တို့လမ်းမကြီးရဲ့ကြောကက်လမ်းမှာတည်ရှိတယ်အနောက်က3တက်အာစီအမျိုးအစားကိုကျွန်တော် house tour လေးလုပ်ပေးခြင်းပါတယ်ဒီအိမ်လေးကကျွန်တော်တို့4 master bedroom 1 single room စုစုပေါင်းအခန်း9ခန်းတောင်ရှိတယ်ပြီးတော့အခန်းအထဲမှာလည်း decoration တွေအလှဆင်ထားတာလို့ကျွန်တော်ကြားရတယ်ဆိုတော့အတူတူလိုက်ကြည့်မယ်မကြည့်ခင်မှာကျွန်တော်ဈေးနှုန်းလေးပြောပြပေးခြင်းပါတယ်ဈေးနှုန်းက3000ခွဲနဲ့ဈေးဖွင့်ထားပါတယ်ဆိုတော့လိုက်ကြည့်အောင် Feel your eyes, their love a move, don't be shy. Take control of me, hit the vibes. Wanna be lit tonight. No lie. Feel your eyes, their love a move, don't be shy. Take control of me, hit the vibes. Wanna be lit tonight. No. Okay. ခြံထဲမှာဆိုရင်ကျွန်တော်တို့ကားက3စီးလောက်ကောင်းကောင်းရက်လို့ရတဲ့အနေအထားရှိမယ်အမိုးအောက်မှာတော့1စီးပဲရမယ်အပြင်မှာကျွန်တော်တို့2စီးလောက်ရက်လို့ရပါသေးတယ်ကဲကျွန်တော်တို့အိမ်ထဲမှာဘယ်လို decoration တွေလှဆင်ထားလဲဆိုတော့ကျွန်တော်ဆက်လက်ရှုစားရအောင်ကဲကျွန်တော်တို့အိမ်ထဲရောက်ပါပြီဆိုတော့ဘယ်ကစပြောရမလဲဒီကဘုံဝင်ချင်းကစပြောမယ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာဖနက်ချွတ်cabinet ဖနက်စင် cabinet လေးရှိမယ်ဒီမှာကျွန်တော်တို့ထိုင်ပြီးတော့ဖနက်စီးလို့ရမယ့်နေရာလေးလည်းရှိပါတယ်မိုက်တယ်ဗျအောက်ကိုတော့ကျွန်တော်ကျွန်းပါကီးတွေခင်းထားတာမြင်တွေ့ရပါတယ်ပြီးတော့ဟော်ကန်ဆိုရင်ကျွန်တော်ဒီဘက်မှာဆို lighting တွေကတစ်ဖက်တစ်ချက်စီမှာအပြည့်ရှိတယ်ဒီမှာဆိုရင်လည်း TV cabinet area ဆိုရင်လည်းကျွန်တော်တို့ဘောအပြည့်ကြီးဗျအပေါ်တွေရောအောက်တွေရောဘေးတွေရောအလှဆင်ထားတယ်ဒီမှာဆိုရင်ကျွန်တော်တို့TV ကတ်မဲ့နေရာဆိုရင်ကျွန်တော်တို့မှာပဲ laminate ပေါ့နော်အသုံးပြုထားတာမြင်တွေ့ရပါတယ် Okay မိုက်တယ်ဗျ living room နဲ့တော်တော်မိုက်နေပြီ Okay ဆက်သွားမယ်ဒီမှာဆိုရင်လည်းကျွန်တော်တို့တက်ချာတွေကတစ်ခုနဲ့တစ်ခုမတူဒီမှာဆိုရင်လည်းအရင်အောင်ဝူတက်ချာအောင်မှအရင်လေးတုံးထားတယ်ကျွန်တော်ဒီမှာ partition လေးအနေနဲ့လှဆင်ထားတယ် walkway မှာလည်းဒီမှာကျွန်တော်တို့ media console ရှိပါတယ် Okay kitchen area ဆိုတော့ dining နဲ့ kitchen area ပေါ့နော်ဟိုမှာဆိုရင်လည်းကျွန်တော် chef တွေကအပြည့်ပဲဗျဆိုတော့တော်တော်လေးကိုခန်းထားတယ်ဒီမှာဆိုရင်လည်းတကယ် quality အပြည့်ကိုတုံးထားတာမြင်တွေ့ရတယ်ကျွန်တော်ထိုင်ကုန်စပွဲတွေအစကျွန်တော်တို့တကယ်ကိုကောင်းနေပေါ့နော် luxury vibe အပြည့်ရစေမဲ့ကျွန်တော်တို့ quality မျိုးပေးထားပါတယ်ဆိုတော့ဒီမှာလည်းအပြင်ထွက်လို့ရမယ်ကျွန်တော်တို့တကားလေးပါတယ်ဆိုတော့ဒီမှာဆိုရင်လည်းအပြင်မှာကျွန်တော်တို့ landscaping ပန်းပင်လေးလှဆင်လို့ရတယ် Okay ဒီမှာလည်းတီးတန်းကျွန်တော်တို့ basin လေးပါပါတယ်ကဲဒါကတော့ကျွန်တော် kitchen area ဆိုရင်လည်းကြည့်ကျွန်တော်တက်ချာဟိုမှကျွန်တော်တို့တရောင်နဲ့မသွားဘဲနဲ့ဝူတက်ချာဟိုမှအနုနဲ့အရင်လေးနဲ့ခွဲထားတယ်ဆိုတော့ 5 လေးကကာလာလေးကငင်ငင်လေးသွားတယ်ပြီးတော့ဒီမှာကျွန်တော်တို့ exhaust fan တွေကျွန်တော်တို့ electrical top တွေ caps တွေကလည်းနောက်ဆုံးပေါ်ကျွန်တော်တို့ဒီ electronic ပစ္စည်းတွေကိုတုံးထားတာမြင်တွေ့ရပါတယ်Okay ဒီမှာဆိုရင်ကျွန်တော် refrigerator အတွက်တီးတန့်ခွင်လေးရှိမယ်ဒါဆိုရင်တော့တော်တော်လေးကျယ်တယ်ဗျတကားနှစ်ချက်refrigerator တွေတုံးလို့ရတယ်Okay ဒီမှာကျွန်တော်တို့ common bed and WC ပါဒါကတော့ကျယ်ဝန်းအဖြစ်ကျွန်တော်6ပေ6ပေဝန်းကျင်လောက်ရှိပါတယ်ဒါတော့ကျွန်တော် main room ဗျ main room သို့မဟုတ် store room အသုံးပြုလို့ရပါတယ်ကဲကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်တို့သားစိမ်း၅စိမ်းနေမြန်မာလူမျိုးတွေချက်ပြုတ်မယ်ဆိုရင်ပေါ့နော်သားစိမ်း၅စိမ်းနေခြင်တဲ့အခါမှာဒီ wet kitchen လေးကတော့မရှိမဖြစ်လိုအပ်တယ်လို့ထင်ပါတယ်ဆိုတော့အပေါ်မှာဆိုရင်လည်းကျွန်တော်တို့တောက်လျှောက်အမိုးကမိုးထားတဲ့အတွက်ဒီမှာကျွန်တော်တို့နေပူမိုးရွရွကျွန်တော်တို့ဒီမှာချက်ပြုတ်လို့ရပါတယ်ကဲကျွန်တော်တို့ dining နဲ့ kitchen တော့ပြပြီးပါပြီနော် Okay ကျွန်တော်ဆက်ပြမှာတော့ကျွန်တော်တို့အောက်ထပ်မှာရှိတဲ့ master bedroomဒါတော့ကျွန်တော်တို့အောက်ထပ်မှာရှိတဲ့ master bedroom area အကျယ်ဝန်းအပြင် square feet ဆိုရင်ကျွန်တော်တို့အကျယ်ဝန်းအပြင်ဆိုရင်ကျွန်တော်တို့15ပေ12ပေ13ပေဝန်းကျင်လောက်ရှိပါတယ်ဆိုတော့ဒါအောက်ထပ်မှာရှိရဲကျွန်တော်တို့ bed and WC ပါကောင်တာဘေးစင်ဆိုလည်းကျွန်တော်တို့ရှေ့လိုက်ကြီးကိုသွားထားတယ်ဒီမှာဆိုရင်လည်းကျွန်တော်တို့ shower area ဆိုရင်လည်းကျွန်တော်မှန်အနေနဲ့အပြည့်ကာထားတယ်ပြီးတော့တော်တော်လေးကြဲကြဲလေးရှိတယ်ဗျဒီမှာဆိုရင်ကျွန်တော်တို့ sitting area လေးပါသေးတယ်ဆိုတော့ရေချိုးနေရင်တော့မှပြင်းနေထိုင်လို့ရတယ် Okay ကဲကျွန်တော်တို့ ground floor တော့စုံပြီပထမတက်ထပ်တက်မယ်နော်
ကဲကျွန်တော်တို့ပထမတက်ပြီဆိုတာနဲ့ဒါ living room တို့မဟုတ်ကျွန်တော်ဖျားကန်းထားလို့ရတဲ့ area လေးဖြစ်ပါတယ်တော်တော်လေးကျယ်တယ်ဗျဒီမှာဆို lighting တွေကတစ်ဖက်တစ်ချက်စီမှာအပြည့်တွေပါတယ်okay ဒီမှာ mini veranda လေးပါပါတယ်ကျွန်တော်တို့ဘေးမှာဖျားစင်လုပ်ရင်လည်းကျွန်တော်တို့outdoor basin လေးဖြစ်လုပ်တဲ့အတွက်ပန်းနေပါတယ်ရေလဲလို့ရတယ်ကဲဒီမှာကျွန်တော်တို့တကားနှစ်ပေါက်ရှိတယ် okay ဒီတစ်ပေါက်ကိုအရင်ဖွင့်မယ်ဒါတော့ကျွန်တော်တို့အိမ်ရှိမျက်နှာသာကိုထပ်ကြည့်လို့ရတယ် veranda ပါโอเคဒီမှာဆိုလည်းကျွန်တော်ပတ်ဝန်းကျင်ကလည်းတန့်တယ်ဟိုဘက်မှာဆိုကျွန်တော်မဟာဗန္ဓုလကျွန်တော်မန္တလေးလမ်းမကြီးရှိပါတယ်โอเคကျွန်တော်ထပ်ကြည့်မယ်နော်ဒါကတော့ကျွန်တော်တို့ single room အဖြစ်အသုံးပြုလို့ရတယ်အကျယ်ဝန်းအဖြစ်ကျွန်တော်တို့17ပေပတ်လည်လောက်ရှိပါတယ်ခင်ဗျရှောက်လန်းတိုင်းရှောက်သွားမယ်ဆိုရင်ကျွန်တော်တို့ဒီတစ်ဖက်တစ်ချက်စီမှာ master bedroom 2ခန်းရှိတယ်ဆိုတော့ကျွန်တော်ပေါ်တက်မှာရှိတဲ့ဒုတိယမြောက်အခန်းကိုယင်ကြည့်မယ်โอเคအကျယ်ဝန်းကတော်တော်လေးကျယ်တယ်ပေ20ကြော်မွန်းကျင်လောက်ကိုရှိမယ်ဒီမှာဆိုကျွန်တော်တို့window လေးကိုမှတစ်ဖက်တစ်ချက်စီမှာကျွန်တော် cabinet လေးတွေထားတယ် lighting လေးတွေလည်းပြေးထားတယ်ဒီမှာဆိုကျွန်တော် dressing table လုပ်မလားကျွန်တော်စာကြည့်စပွဲလုပ်မလားအမိစိတ်ကြိုက်လုပ်လို့ရတယ်โอเคဒီမှာဆိုကျွန်တော်တို့master bedroom ဖြစ်တဲ့အတွက်ဒီဟာလေးကဒီမှာကြည့်ကျွန်တော်တို့ slide door လေး aluminum slide door နဲ့တကားလေးဖွင့်လိုက်တာနဲ့ဒီမှာလေလေးလည်းဝင်တယ်အပြင်မှာလည်းကျွန်တော်တို့လေနင်းလေးထွက်ခံလို့ရတယ်မိုက်တယ်ဗျokay master bedroom ဆိုတော့ဒီမှာရေချိုးခန်းနေတာရှိမယ်နော်ဒါလေးဆိုလည်းကျွန်တော်တို့အကျယ်ဝန်းအပြင်10ပေ6ပေခွဲဝန်းကျင်လောက်ရှိတယ်ဆိုတော့တက်ရက်လေးပဲကျွန်တော် bright color လေးအဖြူလေးသုံးထားတယ်ကောင်လာပေးခြင်းတွေရှိပါတယ်ရေချိုး shower ဆိုရင်လည်းကျွန်တော်တို့ဒီမှာမှန်နေပေါ့နော် timer glass တွေနဲ့ကျွန်တော်တို့အလှဆင်ထားတယ် okay ဆိုတော့ကျွန်တော်တို့တတိယမြောက်ခန်းကိုကြည့်ပါမယ်အကျယ်ဝန်းကတော့ခုနအခန်းအတိုင်းကိုအကျယ်ဝန်းရှိတယ်အပေါ်မှာတော့ကျွန်တော်မျက်နှာချက်တွေမှာ eco panel လေးနဲ့အလှဆင်ထားတာမြင်တွေ့ရပါတယ်ဆိုတော့ဒီမှာတော့ကျွန်တော်တို့ mini veranda မပါဘူး okay ရေချိုးခန်းရင်ဒါကြောင့်ကြည့်ကြည့်မယ်နော်ဒါကတော့ခုနအခန်းနဲ့မတူတာတော့ကျွန်တော်တို့ bathtub တွေပါသွားတယ်ပေါ့နော်ဒီအခန်းလေးကအကျယ်ဝန်းကတော့ခုနအခန်းတိုင်းဟိုမှာသူက bathtub ပါတယ်ခုနအခန်းတော့မပါဘူး shower ပဲတည်တံ့ပေါ့နော်okay ကျွန်တော်တို့ပထမတက်ပြီးပြီဆိုတော့ကျွန်တော်တို့အပေါ်တက်ထပ်တက်ပါမယ်ကဲကျွန်တော်တို့ဒုတိယတက်ကိုတက်ပါမယ်ဆိုတော့ဒီမှာဆိုကျွန်တော်တို့ဒါ living hall area ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့စာကြည့်ခန်းလုပ်မလား gym room လုပ်မလားမိစိတ်ကြိုက်လုပ်လို့ရတယ်အပေါ်ဆုံးတက်မှာတော့ကျွန်တော်တို့အခန်းတစ်ခန်းဆိုတော့ကျွန်တော် master ကတော့4ခန်းဖြစ်သွားပြီအခန်းကကျွန်တော်တို့ခုနအခန်းတွေထက်တော့အများကြီးပိုကျယ်တာမြင်တွေ့ရမယ်ဒီမှာဆိုရင်ကျွန်တော် window ရဲ့တစ်ဖက်တစ်ချက်စီမှာ cabinet လေးရှိတယ် okay ဒီမှာ sitting area လေးရှိပါတယ်ဆိုတော့ကရင်မောက်လေးရရင်ရောကျွန်တော်တို့လေငင်းလေးခံကျွန်တော် sitting area လေးမှာထိုင်မိုက်တယ် okay ဒီမှာလည်းကျွန်တော်တို့ runner ရှိတယ်ထွက်ကြည့်လိုက်ကဲဒီ runner ဆိုရင်လည်းကျွန်တော်ရှေ့လိုက်ကြီးကျွန်တော်အိတ်ခမ်းရှေ့တိုင်းကိုသွားတယ်မိုက်တယ်ဗျလေငင်းလေးခံမိုးအုံစမ်းဆိုင်လေးနဲ့ share ပဲဒါကျွန်တော်တို့၄ခန်းမြောက် master bedroom ရဲ့ရေချိုးခန်းအိမ်သာပါဆိုတော့ဒီမှာဆိုကျွန်တော်ကောင်းတာပေးကျွန်တော်ထူးထူးဆန်းဆန်းကျွန်တော်တို့တက်သားလေးနဲ့အလှဆင်ထားတယ်ဒီမှာတော့ကျွန်တော် shower area ဖြစ်ပါတယ်ကဲထပ်ကြည့်ရအောင်နော်ဒီမှာဆိုလည်းကျွန်တော်တို့ outdoor area အကျယ်ကြီးပဲဆိုတော့အပေါ်မှာကျွန်တော်အမိုးလေးနဲ့ slab လေးနဲ့lens ကျွန်တော် outdoor sitting area လေးထားမယ်ဆိုရင်လည်းတော်တော်လေးမိုက်တယ် landscape လေးအပင်လေးစိုက်မလားအမိစိတ်ကြိုက်အလှဆင်လို့ရပါတယ်ဒီမှာတစ်ခန်းရှိအောင်မယ်ဘာလဲမသိဘူးနော်ဒါကျွန်တော်တို့ outdoor အတွက်ကျွန်တော်တို့ common bathroom ဖြစ်ပါတယ်ဆိုတော့ဘာအတွက်ထားလဲဆိုတော့အဲ့မော်ဒီမှာကျွန်တော်တို့ပါတီတွေလုပ်မလားပေါ့နော် New Year ပါတီတွေလုပ်မယ်ဆိုရင်လည်းကျွန်တော်တို့အခန်းလေးဝင်စရာမလိုဘူးအပြင်မှာပဲဒီမှာပဲကျွန်တော်တို့အပေါ်ပါအလေးဆွန့်လို့ရပါတယ်။ Okay အပေါ်မှာတော့ roof slab ရှိတယ်ကျွန်တော်အပေါ်ကတော့တက်မပြတော့ဘူးကျွန်တော်တို့water overhead tank တွေရှိပါမယ်ဆိုတော့အရှိမ runner လေးရှိအောင်မယ်ကျွန်တော်ထပ်ပြမယ်နော်ကဲဒါကတော့အပြင်ကိုထွက်လို့ရတဲ့အပေါ်ဆုံးတဲ့ runner ပါဆိုတော့ဒီမှာလည်းအမိုးလေးနဲ့ဗျ
ကဲလူချင်းတို့စိတ်ဝင်စားရဆိုရင်ကျွန်တော်တို့ရဲ့ Live High Property မှာဆက်သွယ်စုံစမ်းလို့ရပါတယ်ဒီခန်းရဲ့ detail လေးကတော့ကျွန်တော်မြောက်တကုံ28ရပ်ကွက်ပိုင်းလောရပ်ကွက်မှာတရှိရဲကျွန်တော်လမ်းမကြီးရဲ့ကြောကက်မျက်ဆိုင်လမ်းပေါ်မှာတရှိပါတယ်ပြီးတော့ကျွန်တော်တို့အိမ်ဈေးနှုန်းက33500နဲ့ဈေးဖွင့်ထားပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါအောင်မယ်